မင်္ဂလာပါရှင်ဒီနေ့မှာတော့ရာသီပြောင်းချိန်မှာမိသားစုတိုင်းကြုံတွေ့ရတဲ့ရာသီတုပ်ကွေးအကြောင်းနဲ့အိမ်မှာပဲလွယ်လွယ်ကူကူသုံးလို့ရတဲ့အစားအသောက်တွေကနေယောဂသက်သာစေမဲ့နည်းလမ်း၅မျိုးကိုမျှဝေပေးလိုက်ပါတယ်ရာသီတုပ်ကွေးဆိုတာနှာစီးချောင်းဆိုးကိုယ်အပူတက်ကိုယ်လက်ကိုက်ခဲတာတွေကြောင့်နေမကောင်းဖြစ်စေပြီးနေ့စဉ်အလုပ်တွေကိုပါအခက်အခဲဖြစ်စေတတ်ပါတယ်ပထမဆုံးအနေနဲ့ကြက်သွန်ဖြူပါရှင်ကြက်သွန်ဖြူကတော့ပိုးသက်နိုင်စွမ်းရှိပြီးကိုယ်ခံအားကိုအားပေးနိုင်လို့ကြက်သွန်ဖြူကိုရေနွေးနဲ့ပြုတ်ပြီးပြားရည်အနှင်းငယ်ထည့်တောက်ပေးရင်နှာစီးနဲ့ချောင်းဆိုးကိုသက်သာစေပါတယ်ဒုတိယနည်းလမ်းကတော့ပြားရည်နဲ့တမယာရည်ဒါမှမဟုတ်လိမ္မော်သီးရည်ပါရှင်ပြားရည်ကလေချောင်းကိုနူးညံ့စေပြီးတမယာသီးနဲ့လိမ္မော်သီးတွေကဗီတာမင်စီကျေဝလို့ကိုယ်ခံအားကိုမြင့်တင်ပေးပါတယ်ညအိခါနီးရင်းနှီးတစ်ခွက်နဲ့တောက်ပေးရင်ချောင်းဆိုးတက်တာစီပြီးအိပ်ရေးလဲပိုကောင်းစေပါတယ်တတိယနည်းလမ်းကတော့ကြက်သားပြုတ်ရည်ပါရှင်ကြက်သားပြုတ်ရည်ပူပူလေးကကိုယ်ခံအားကိုပြန်တက်စေပြီးနှာခေါင်းပိတ်စာကိုလည်းတက်တာစေတဲ့အပြင်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ရေဓာတ်ကိုလည်းဖြည့်ဆည်းပေးပါတယ်စရုပ်ထနီးလန်းအနေနဲ့ဂျင်းပြုတ်ရည်ပါဂျင်းကကိုယ်အပူချိန်ကိုထိန်းညှိပေးပြီးကိုယ်လက်ကိုက်ခဲတာတွေကိုရှော့ချပေးနိုင်လို့ဂျင်းကိုရေနွေးနဲ့ပြုတ်ပြီးပြားရည်နဲ့ထည့်တောက်ပေးရင်အေးမိတာကိုသက်သာစေပါတယ်နောက်ဆုံးနည်းလမ်းလေးကတော့အသီးနှံပျော့တွေစားပေးပြီးရေများများတောက်ပေးခြင်းပဲဖြစ်ပါတယ်ငပြောသီးပန်းသီးလိုအသီးနှံတွေကအစာချေလွယ်ပြီးကိုယ်ခံအားကိုပြန်ရစေသလိုရေကိုတစ်နေ့အနည်းဆုံး၈ခွက်လောက်တောက်ပေးရင်ကိုယ်ခန္ဓာမချောက်သွေ့အောင်ကူညီပေးပါတယ်ဒီနည်းလမ်းတွေကစေးစားတို့မဟုတ်ပါဘူးရှင်ပြန်လည်သက်သာစေဖို့အထောက်အကူပဲဖြစ်တာမို့လက္ခဏာတွေပုံမပြင်းထန်လာရင်ဒါမှမဟုတ်အဖျားရက်ရှည်လာရင်ဆရာဝန်နဲ့တေချာစွာကုသဖို့အကြံပေးလိုက်ပါစီရှင်ဒီဗီဒီယိုကအသုံးဝင်နေဆိုရင် like and share လုပ်ပြီး channel လေးကို subscribe လုပ်ပေးထားပါနော်မေးချင်တာရှိရင်လည်း comment မှာရေးခဲ့လို့ရပါတယ်ရှင်အားလုံးကျန်းမာချမ်းသာကြပါစေ။